ဟုတ်ပြီโอเคကျွန်တော်တို့ဒီနေ့စောစောသားသားနဲ့ဆက်စားမှာတော့6ချက်ပဲဖြစ်ပါတယ်ကျွန်တော်တို့3ယောက်တက်တက်လို့မစားတော့ဘူးတက်တက်လို့မစားတော့ဘူးကျွန်တော်တို့ဒီနေ့6ချက်ပဲကျစားတော့ပြီးတဲ့အတိုင်းပဲနော်တစ်ခါမြင်ပဲကျက်ပါတယ်တစ်ခါမြင်ပဲထည့်ဘုံကတော့စိတ်ဘာမှဖြစ်တော့ကြာနည်းနည်းပဲတင်းတင်းလေးစားနေဆက်ချက်လာဟုတ်တယ်ဟိုကဒါဒီလုံးလိုက်စားတော့စိတ်နော်အခုနေတယ်ခင်းနေပြီးတော့ပိုကြီးသွားပြီကျက်သွားပြီ6ထည့်မယ်ကျွန်တော်တို့โอเคကျွန်တော်တို့ငါ6ချက်လေးတော့ရပြီစားဖို့ပဲရှိပါတယ်ကဲစားကြပါအောင်လို့နော်ဘောလုံးဖိတ်ခေါ်ပါတယ်